လုံးရှင်းမိပါဗီဒီယိုအားလုံးပဲမင်္ဂလာပါခုပြထူးထူးခြားခြားကလကွာကတ်မှာဗျာခရီးရဲ့လက်ဟာမန်စီးတင်းရဲ့လူစင်းရရှန်လက်ခံရတဲ့ဆိုတဲ့တင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တစ်တော့ညီကိုဝင်နေတဲ့ပြည်စုံကြည့်ချင်းတစ်တော့ဗန်ဝင်နဲ့အဖီယာညီကိုဝင်နေတဲ့ comment YouTube မှာလာရောက်နားဆင်လို့ရပါတယ်ခင်ဗျာခုပြခရီးရဲ့လက်ဟာမန်စီးတင်းရဗျာကျွန်တော်တို့ဒီကလကွာကတ်အတွက်ကျွန်တော်တို့ချယ်ဆီလိုပဲလူစင်းထုတ်ပြန်တဲ့ချိန်မှာတူတိုတင်းရဲ့အကင်းကောင်းဆောင်ဖြစ်တဲ့ဝါကာနဲ့ကျွန်တော်ခရီးရဲ့လက်မပါဘူးဗျာအဓိကတော့ခရီးရဲ့လက်ကိုပြောချင်တာပေါ့ခရီးရဲ့လက်ရဲ့အခုစုစုပေါင်းတန်ကြီးရဗျာအရင်ကကျွန်တော်မန်စီးတီးကလွန်ခဲ့တဲ့2021ကယူတန်း100နဲ့ဝယ်ခဲ့ရဆိုပေမဲ့ခုချိန်မှာကာလပေါက်ကြီးကယူ27တန်းပဲထီကိုကျသွားခဲ့တယ်နောက်ပြီးဗျာတူ4နှစ်တာကာလအတွင်းမှာဗျာစုစုပေါင်း18ကိုပဲတွန်းတာတော်တော်လေးကိုဆိုးွားတဲ့အချက်ဖြစ်တယ်ဗျာနောက်ပြီးတော့ဗျာပြီးခဲ့တဲ့ယာရီယာပွဲမှာဆိုရင်လေပြိုင်ပွဲစုံ22ပွဲကစားထားရမှာ3ဂိုးပဲတွန်းပြီးတော့5ဂိုးဖန်တီးထားကစားမှာဖြစ်တယ်ဗျတကယ်လို့ထွက်ပဲတွေပါလေရယူတော့ကလည်းတကယ်တမ်းဂရီလေးဟာဒီဘာမှအားလောက်ကြီးမဟုတ်ဗျာဖေးဖိုတန်တို့ဘာလို့လဲနောက်ပိုင်းမှာခွာဂျီကိုလာတဲ့သုံးလာတာတွေ့ရတယ်နောက်ပြီးကြဗျာဒီဂရီလေးကဘလို့ကစားသမားမျိုးလဲဆိုတော့လူတောက်စားမူးရတဲ့ပျော်မယ်ဆိုသူများရတဲ့နှစ်ဆပျော်တယ်စီကံလုံးဝမရှိဘူးအဲ့အတွက်ကြောင့်ဗျာဘီလာကနေပြောင်းလာရဲဆိုပေမဲ့ဒီအင်္ဂလန်မီဒီယာတွေကသူတို့အင်္ဂလန်ကစားသမားမလို့တာဒီတော့မပြောတာပါကျန်တဲ့ကစားသမားတွေဆိုလို့ရှိရင်မရပါဘူးဒါအင်္ဂလန်ကကျန်တဲ့ခေါင်းတွေဆိုရင်တည်ရမှာလောက်ဆိုရင်တော်တော်ဆိုးတယ်ဗျ၄နှစ်တာမှာ18ဂိုးဆိုတော့မန်စီးတီးအနေနဲ့ကလည်းဗျာတပတ်ပေါင်း3သိန်းထိပေးထားတာဒီကေဗီဒီဖရိုင်နာလို့ဆိုတန်တယ်ဗျာဒီဘာလို့မအောင်ဒီကရီလေးကိုတပတ်3သိန်းနဲ့မန်စီးတီးဟာဒါအယောင်စင်းတင်တဲ့အနေထားရှိပါတယ်ကလဝါကလူစင်းရနေမှာမချမ်းရှာထားခဲ့ဆိုတော့လာမယ့်ယာဒီလေကရီလေးရဲ့အနာဂတ်ကူပြောင်းရွှေ့မှာကျွန်တော်တို့ဒီဇုံလာပြောင်းရွှေ့ပေါ့ဗျာတင်းနဲ့ဇူလိုင်ဒီ2လအတွင်းမှာကျွန်တော်တို့ပြောင်းရွှေ့ရခင်ရှိပါတယ်ဂရီလေးကိုတော့ EPN အတင်းကြီးရဗျာကျွန်တော်ဘီလာတို့ကျွန်တော်တို့တော်နယ်ဟော့စပါတို့ကလည်းကျွန်တော်တို့စိတ်ဝင်စားတယ်နောက်ပြီးလေဘာကိုစင်တို့ကလည်းစိတ်ဝင်စားတယ်အတင်းတော်တော်များများတော့ဂရီလေးကိုစိတ်ဝင်စားတယ်ဗျာမာကတ်ပေါက်ကြီးရတယ်ယူ28တန်းလောက်ပဲရှိရတော့ဘာဖြစ်ဖြစ်ရတန်း30ကျော်လေးပြင်ရမှာဆိုတော့ဂရီလေးရဲ့နာကတ်ဟာမန်စီးတီးမှာမတိကျတော့ပါဘူးအဲ့အတွက်ကြောင့်ဗျာခင်ဗျားတို့အနေနဲ့လည်းခင်ဗျားတို့အတင်းမှာဂရီလေးကိုတန်ဖိုးနဲ့ခေါ်ချင်တာဘယ်လိုရှိလဲဗျာကောမမှာမှန်သွားပေးပါဦး